ဇာရိတကောင်းတာနဲ့ပတ်သက်ပြီးတော့အစ္စလာမ်ကအထူးပဲတိုက်တွန်းတဲ့တာနာဖြစ်တယ်မဇဟ်ဒီအားလုံးထဲမှာကျွန်တော်တို့ပြန်ပြီးတုံးတက်ကြည့်ရင်မဇဟ်ဒီအားလုံးထဲမှာကျွန်တော်တို့ပြန်ပြီးလေ့လာကြည့်ရင်အစ္စလာမ်တာနာထပ်ပို့ပြီးတော့ဇာရိတကောင်းတာနဲ့ပတ်သက်ပြီးတော့တိုက်တွန်းတာနဲ့ပတ်သက်ပြီးဇာရိတကောင်းခြင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့တိုက်တွန်းတာအစ္စလာမ်မှာပဲတွေ့ရအစ္စလာမ်တာနာဟာဇာရိတကောင်းခြင်းကိုအထူးအလေးပေးတယ်ကျွန်တော်တို့တမိုင်းကိုပြန်ပြီးတော့လေ့လာလိုက်ရင်ကျွန်တော်တို့ရဲ့ဆဟာဘာတွေရဲ့ခေတ်ကိုပြန်ပြီးတော့ကျွန်တော်တို့ကြည့်ရင်အဲ့ဒီအတိုင်းပဲတာဘီန်တွေရဲ့ခေတ်တဘာတာဘီန်တွေရဲ့ခေတ်အီမမ်ကြီးတွေရဲ့ခေတ်ကိုကျွန်တော်တို့ပြန်ပြီးကြည့်လိုက်ရင်ဆလ်ဖေဆာလီဟင်လို့ခေါ်တဲ့ရှေးသူတော်စင်သူတော်မြတ်တွေရဲ့တမိုင်းကိုကျွန်တော်တို့ပြန်လည်ကြည့်လိုက်ရင်သူတို့ဟာအစ္စလာမ်တာရနာကိုဖြန့်ချီခဲ့တာကဇာရိတမွန်နေနဲ့သူတို့ရဲ့မွန်မြတ်လာတဲ့ဇာရိတတွေနဲ့သူတို့ရဲ့အခလာကီဟဆနာလို့ခေါ်တဲ့အင်မတန်မှထူးခြားပြောင်မြောက်လာတဲ့ဇာရိတနဲ့သူတို့ဟာအစ္စလာမ်တာရနာကိုဖြန့်ချီခဲ့တယ်ဒုနီယာကိုအစ္စလာမ်ကိုရောက်အောင်လုပ်ခဲ့တယ်အစ္စလာမ်တာရနာကိုလူတွေအားလုံးသိအောင်လုပ်ခဲ့တာဟာဇာရိတကိုအထူးပြုပြီးတော့သူတို့ပြုလုပ်ခဲ့လေးစားတဲ့တာရနာမိတ်ဆွေများခင်ဗျဆဟာဘာတွေနေရာတိုင်းရောက်သွားသူတို့ရောက်တဲ့နေရာတိုင်းမှာသူတို့ရဲ့ဇာရိတကိုကြည့်ပြီးတော့လူတွေအီမန်ယူလာတယ်သူတို့ရဲ့လက်ပေါ်မှာအီမန်နဲ့အစ္စလာမ်ကိုယူလာတယ်သူတို့ရဲ့ဇာရိတကိုကြည့်ပြီးတော့လူတွေအားလုံးပြောင်းလဲသွားတယ်သူတို့ပေါ်ဆက်ဆံရေးတွေပြောင်းလဲသွားတယ်သူတို့အပေါ်မှာနူးညံ့သွားတယ်ဘာကြောင့်လဲဆိုရင်သူတို့ရဲ့ဇာရိတဟာအင်မတန်မှကောင်းနေလို့သူတို့ရဲ့ဇာရိတကအင်မတန်မှမုံမြတ်နေလို့ဖြစ်တယ်တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကဟာဒီသ်တော်မှာအမိန့်ရှိတယ်မာရှိုင်အွန်အစကလူဖီမီဇာနလ်မုအ်မင်يوم القيامة من خلق حسن ကီယာမတ်နေ့ကြလို့ရှိရင်တဲ့ဇာရိတကောင်းတာထပ်ပို့ပြီးတော့မီဇန်မှာလေးမဲ့အရာဘာမှမရှိပြောချင်တာကဘာလဲကီယာမတ်နေ့မှာမီဇန်ချိန်ခွင်မှာအာမလ်နာမလ်ကိုချိန်ပြီဆိုလို့ရှိရင်အဲ့ဒီဇာရိတကောင်းခြင်းဆိုတဲ့အရာကမီဇန်ချိန်ခွင်မှာအလေးဆုံးဖြစ်မယ်အဲ့တော့အဲ့ဒီဇာရိတဒီအင်မတန်မှအရေးကြီးတယ်ဒီဇာရိတကောင်းတယ်ဆိုရင်အဲ့ဒီဇာရိတကောင်းခြင်းဒီသူ့ရဲ့ဒီဇာရိတမွန်ဇာရိတမြတ်ဒီမီဇန်ချိန်ခွင်မှာအလေးလံဆုံးဖြစ်မယ်သူ့ထပ်ပို့ပြီးတော့လေးလံတဲ့အရာဆိုတာနောက်ထပ်ဘာတစ်ခုမှရှိမှမဟုတ်ဘူးဆိုပြီးတော့တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကဟာဒီသ်တော်မှာအမိန့်ရှိတယ်ရှေးဆက်ပြီးတမန်တော်အမိန့်ရှိတယ်ဝအင်နလ္လာဟလာယူဘဂီဒူလ်ဖာဟီရှာဝလ်အလ်ဘဇီတမန်တော်အလောရှိမြတ်တခင်ဒီတဲ့အချီးနီးလောက်တဲ့သူတွေအချီးနီးကိစ္စတွေကိုကျူးလွန်တဲ့သူတွေအဲ့ဒီတိုင်းပဲနှုတ်ကြမ်းတဲ့သူတွေပါဇက်မကောင်းတဲ့သူတွေနှုတ်မကောင်းတဲ့သူတွေကိုအလောရှိမြတ်တခင်အင်မတန်မှမုန်းတီးတယ်အလောရှိမြတ်တခင်အင်မတန်မှယွန်ရှာတော်မူတယ်ဆိုပြီးတော့တမန်တော်ဟာဒီသ်တော်မှာအမိန့်ရှိတယ်နှုတ်ဆိုးတယ်ဆိုတာကဇာရိတကောင်းတဲ့လူတွေရဲ့အကျင့်မဟုတ်အဲ့ဒီတိုင်းပဲမကောင်းတဲ့အချီးနီးကိစ္စတွေလုပ်တယ်ဆိုတာကဇာရိတကောင်းတဲ့လူတွေရဲ့အကျင့်မဟုတ်ဇာရိတကောင်းတဲ့လူတွေဆိုတာကအမြဲတမ်းသူတို့ရဲ့နှုတ်ကနူးညံ့နေတယ်သူတို့ရဲ့စကားကချိုတာနေတယ်သူတို့ရဲ့ဇာရိသူတို့ကဘယ်တော့အခါမှအချီးနီးကိစ္စတွေမှာသူတို့ကမမွေ့လျော်ဘူးဒါဇာရိတကောင်းတဲ့လူတွေရဲ့အရေးအချင်းဖြစ်တယ်ဒါကြောင့်မို့လို့ဒီနှုတ်မကောင်းဘူးဆိုရင်အဲ့ဒီအတိုင်းပဲမကောင်းတဲ့ကိစ္စတွေအချီးနီးကိစ္စတွေလုပ်တယ်ဆိုရင်အလောရှိမြတ်တခင်အဲ့ဒီလိုလှုပ်တဲ့သူကိုအင်မတန်မှမုန်းတယ်အလောရှိမြတ်တခင်အဲ့ဒီလိုလှုပ်တဲ့သူကိုအလ္လာဟ်အင်မတန်မှယွန်းရှာတယ်ဆက်ဆုပ်တယ်ဆိုပြီးတော့ဟာဒီသ်တော်မှာလာရှိတယ်လေးစားတဲ့ဒါနာမိတ်ဆွေများခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဇာရိတတွေကိုကျွန်တော်တို့ဟာတမန်တော်ရဲ့ဇာရိတကိုကြည့်ပြီးတော့ကျွန်တော်တို့မူမင်မွတ်စလင်တွေဟာအဲ့ဒီဇာရိတအပေါ်မှာကျွန်တော်တို့ရှောက်လန်းရမယ်ဆဟာဘာတွေရဲ့ဇာရိတတွေကိုကြည့်ပြီးတော့သူတို့ရဲ့တမိုင်းကြောင်းတွေကျွန်တော်တို့လေ့လာပြီးတော့သူတို့ရဲ့ဇာရိတသူတို့ရဲ့ဘဝဖြတ်တန်းပုံတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကိုပြုပြင်ရမယ်ဟာဒီသ်တော်မှာတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်မိန့်ရှိတယ်ငါကိုတော်မြတ်ကဇာရိတတွေဇာရိတမွန်ဇာရိတမြတ်တွေကိုပြေဝအောင်လုပ်ပေးဖို့အတွက်ပြေဝစေရန်အတွက်ငါကိုတော်ဟာဆေလွတ်ခြင်းခံရတယ်ဆိုပြီးတော့ဟာဒီသ်တော်မှာလည်းလာရှိတယ်အဲ့တော့တမန်တော်ရဲ့ဇာရိတကိုကြည့်ပြီးတော့တမန်တော်ရဲ့စီရတ်တွေကိုကျွန်တော်တို့ဖတ်ပြီးတော့ကျွန်တော်တို့မွတ်စလင်တွေအနေနဲ့တမန်တော်ရဲ့အခလာတ်အတိုင်းကျွန်တော်တို့ပြုပြင်ပြောင်းလဲပြီးတော့ကျွန်တော်တို့နေထိုင်ဖို့အရေးကြီးတယ်အဲ့ဒီတိုင်းပဲဟဇရတ်အိုင်ရှာရဲ့ရီဝါယတ်ဟာဒီသ်တော်တစ်ပုဒ်မှာလာရှိတယ်တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်အမိန့်ရှိတယ်အင်နလ်မုအ်မီနလာယူဒရီကူဘီဟွစနီကုလူကီဟီဒရဂျတ်ဆာအီမီလ်ကာအင်မူမင်ဘန္ဒါကမိမိရဲ့ဇာရိတကောင်းခြင်းကြောင့်သူဟာရိုးစားထားတဲ့လူ
အဲ့ဒီတိုင်းပဲညရီမှာနိုးကြပြီးတော့အီဘာဒတ်လုပ်တဲ့လူရဲ့အဆင့်ကိုရရှိသွားတယ်ဆိုပြီးတော့ဟဇရတ်အိုင်ရှာရဲ့ရီဝါယတ်မှာလာရှိတယ်ပြောချင်တာကလူတစ်ယောက်ကဇာရိတကောင်းတယ်ဆိုလို့ရှိရင်သူ့ရဲ့ဇာရိတမုံမြတ်တယ်ဆိုလို့ရှိရင်အဲ့ဒီဇာရိတမုံမြတ်တဲ့သူကိုအလောရှိမြတ်ကဒီလိုတရကြပေးမယ်အဲ့ဒီပုဂ္ဂိုလ်ဟာရိုဇာအမြဲတမ်းထားပြီးတော့နေထိုင်တဲ့ပုဂ္ဂိုလ်ရဲ့ဒရဂျာကိုအလ္လာဟ်ပေးမယ်အဲ့ဒီအတိုင်းပဲညရီမှာနိုးကြပြီးတော့လူတွေအိတ်နေတဲ့အချိန်မှာနိုးကြပြီးတော့တကူရီတကာရအလ္လာဟ်ရှိမှစဂျီဒါလုပ်ရင်းနဲ့ညရီကိုတာဂျွတ်တွေဖတ်ရင်းနဲ့ကုံဆုံးတဲ့လူရဲ့အဆင့်မျိုးအဲ့ဒီလူတွေကိုအလ္လာဟ်ဘလို့အဆင့်ပေးလဲအဲ့ဒီရိုဇာထားတဲ့လူတွေကိုအလ္လာဟ်ဘလို့အဆင့်ပေးလဲအဲ့ဒီအတိုင်းပဲညတွေကိုနိုးကြပြီးတော့အီဘာဒတ်တွေစောက်တည်တဲ့လူကိုအလ္လာဟ်ဘလို့အဆင့်ပေးလဲအဲ့ဒီလိုအဆင့်မျိုးကိုဇာရိတမုံမြတ်တဲ့သူကိုဇာရိတကောင်းတဲ့လူကိုဇာရိတအင်မတန်မှလာပတဲ့သူကိုအလောရှင်မြတ်တခင်အဲ့ဒီလိုအဆင့်အတန်းပေးမယ်ဆိုပြီးတော့ဟဇရတ်အိုင်ရှာရဲ့ရီဝါယတ်မှာလာရှိတယ်လေးစားတဲ့ဒါနာမိတ်ဆွေများခင်ဗျာဟဇရတ်အဘူဟူရိုင်ရာရဲ့စင်မြတ်ချက်တစ်ခုမှလာရှိတယ်တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုဆဟာဘီတဘာကတမန်တော်ကိုရှောက်ထားတယ်ယာရဆူလလာအိုအလ္လာဟ်ရဲ့ရဆူလ်တမန်တော်ဘယ်အမလ်ကဘယ်လောက်ရက်ကကျွန်တော်တို့ကိုဂျန်နတ်ကိုခေါ်ဆောင်သွားမှာလဲဘယ်အရာကဂျန်နတ်ကိုခေါ်ဆောင်သွားမှာလဲကျွန်တော်တို့ဘယ်အမလ်လုပ်ရင်ဂျန်နတ်ကိုရမှာလဲလို့တမန်တော်ကိုမေးတော့တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်အမိန့်ရှိတယ်တကဝလာဟီဝဟုစနုလ်ခလုကအလ္လာဟ်ကိုကြောက်ခြင်းအဲ့ဒီတိုင်းပဲဇာရိတကောင်းခြင်းအလ္လာဟ်ကိုကြောက်ခြင်းဆိုတဲ့ဒီအရေးချင်းအဲ့ဒီတိုင်းပဲဇာရိတကောင်းတယ်ဆိုတဲ့အရေးချင်းဒီကျွန်တော်တို့ကိုဂျန်နတ်ကိုခေါ်ဆောင်သွားမယ်အမလ်ဖြစ်တယ်အဲ့ဒီတိုင်းပဲဆဟာဘီတမန်တော်ကိုထပ်ပြီးတော့ရှောက်ထားတယ်အိုအလ္လာဟ်ရဲ့ရဆူလ်ဘယ်အမလ်ကကျွန်တော်တို့ကိုဂျဟန္နမ်ကိုခေါ်ဆောင်သွားမှာလဲဆိုပြီးတော့ဘယ်အရာကကျွန်တော်တို့ကိုဂျဟန္နမ်ကိုခေါ်ဆောင်သွားမှာလဲဆိုပြီးတော့တမန်တော်ကိုရှောက်တင်တော့တမန်တော်မကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်မိန့်ရှိတယ်အလ်ဖမ်ဝလ်ဖရဂျူအလ်ဖမ်နှုတ်ရှာဗဇတ်ဒီကျွန်တော်တို့ကိုဂျဟန္နမ်ကိုခေါ်ဆောင်သွားနိုင်တယ်ဝလ်ဖရဂျ်အဲ့ဒီတိုင်းပဲအရှက်အင်္ဂါကကျွန်တော်တို့ကိုဂျဟန္နမ်ခေါ်ဆောင်သွားနိုင်တယ်ပြောချင်တာကဘာလဲဆိုရင်ဒီနှုတ်ရှာနဲ့အရှက်အင်္ဂါကိုမဟုတ်တဲ့နေရာမှာမကောင်းတဲ့နေရာမှာအတုံးချရင်မမှန်တဲ့ပုံသဏ္ဍာန်နဲ့အတုံးချလို့ရှိရင်အဲ့ဒီအရာကကျွန်တော်တို့ကိုဂျဟန္နမ်ကိုရောက်စေမယ့်အကြောင်းခံဖြစ်မယ်အဲ့ဒီနှုတ်ရှာရဲ့အရှက်အင်္ဂါကိုကျွန်တော်တို့မှန်ကန်တဲ့နေရာမှာပဲသုံးဆွဲရမယ်မမှန်ကန်တဲ့နေရာမှာကျွန်တော်တို့သွားပြီးအတုံးချတယ်ဆိုလို့ရှိရင်ဒီလိုအတုံးချခြင်းဟာကျွန်တော်တို့ကိုဂျဟန္နမ်ရောက်စေမယ့်အကြောင်းခံဖြစ်တယ်ဂျန်နတ်ရောက်စေမယ့်အကြောင်းခံကတော့တကွာလာဟ်အလ္လာဟ်ကိုကြောက်ခြင်းအဲ့ဒီအတိုင်းပဲဝဟုစနုလ်ခလုကဇာရိတကောင်းခြင်းဒီကျွန်တော်တို့ကိုဂျန်နတ်ကိုရောက်စေမယ့်အရာဖြစ်တယ်ဂျဟန္နမ်ကိုရောက်စေမယ့်အရာကတော့နှုတ်ရှာရဲ့ကျွန်တော်တို့အရှက်အင်္ဂါရဲ့ကိုမကောင်းတဲ့နေရာမဟုတ်မမှန်တဲ့နေရာမှာအတုံးချတယ်မဟုတ်မမှန်တဲ့စကားတွေပြောတယ်မဟုတ်မမှန်တဲ့လောက်ရက်တွေလောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အဲ့ဒီလောက်ရက်ကကျွန်တော်တို့ကိုဂျဟန္နမ်ကိုခေါ်ဆောင်သွားမှာဖြစ်တယ်ဆိုပြီးတော့တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်အမိန့်ရှိထားခြင်းဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာမိမိရဲ့ဇာရိတတွေမိမိရဲ့အခလာက်တွေကိုကျွန်တော်တို့ပြုပြင်ရမယ်အစ္စလာမ်ကလမ်းညွှန်ထားတဲ့ပုံစံအတိုင်းတမန်တော်ရှောက်လန်းခဲ့တဲ့နီးစနစ်အတိုင်းဆဟာဘာတွေကျင့်ကြံပြခဲ့တဲ့ပုံသဏ္ဍာန်အတိုင်းကျွန်တော်တို့ရှောက်လန်းမယ်ဆိုလို့ရှိရင်အင်ရှာအလ္လာဟ်ကျွန်တော်တို့ဒုနီယာမှာလည်းကျွန်တော်တို့အောင်မြင်မှုရရှိမယ်အာခီရတ်မှာလည်းဂျန်နတ်ကိုကျွန်တော်တို့ရရှိမှာဖြစ်တယ်အလ္လာဟ်ရှိမြတ်တခင်ကျွန်တော်တို့အားလုံးကိုအမွန်မြတ်ဆုံးဇာရိတပိုင်ရှင်တွေဖြစ်အောင်အလ္လာဟ်ရှိမြတ်တခင်ပြုလုပ်ပေးနာတော်မူပါစေ